အစီအစဉ်အရထောက်လန်းပညာရေးပေါ်မှာကျောင်းသားကျောင်းသူလေးများကကျိုးမဲ့တဝရိုးရာဒေသချင်းကိုဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ထောက်လန်းပညာရေးပေါ်မှာကျောင်းသားကျောင်းသူလေးများစင်မြင့်ပေါ်မှာနေရာယူပေးကြပါရန်ပန်ကြားအပ်ပါရရှင် According to Engineering 18, the students from Dongguan Boarding School will be performing the song Joe Ume, Joe Traditional Day for entertainment. Therefore, we kindly request the students to take their places on the stage. တဝရိုးရာရင်ချင်းပုံဖွဲ့ကိုတီထောင်ခဲ့သူကွယ်လွန်သွားကြပြီဖြစ်တဲ့ဆရာကြီးဦးကိုကြီးဟာအောက်မေ့ကြကြရင်ဆရာကြီးရဲ့တဝရိုးရာရင်ချင်းပုံငွေနဲ့များကိုထိမ့်သိမ့်ဖော်ထုတ်တဲ့အနေနဲ့တော်လန်းပညာရေးပေါ်မှာကျောင်းသားကျောင်းသူလေးများကဂျိုးဦးမဲတဝရိုးရာကဖြစ်ဆရာကြီးရဲ့တဝရိုးရာရင်ချင်းပုံငွေနဲ့များကိုထိမ့်သိမ့်ဖော်ထုတ်တဲ့အနေနဲ့တော်လန်းပညာရေးပေါ်မှာကျောင်းသားကျောင်းသူလေးများကဂျိုးဦးမဲတဝရိုးရာကဖြစ်တင်ဆက်ကပြသွားမှာဖြစ်ပါရဲ့ရှင်ကျိုးငယ်များအလုံးပေါများလာတဲ့ကလိန်အောင်မြို့တော်အတွင်းကျိုးဦးထဲတွင်တတိယူကဖောက်ခွာလာတော့ကျိုးငယ်လေးကိုအဖိုးနဲ့အဖွားကတွေ့ရှိပြီးမွေးစားခဲ့ပါတယ်အင်းဝနေပြီးတော့မှတတို့မြတ်စာမင်းသားလေးကထုံပြီးဈေးချိုက်ဆရာတော်ထံမောတထေသာမဟာဗလပညာဗလတွေနဲ့အတူပညာသင်ယူခဲ့ပြီးအပြန်တွင်ဒုက္ခရာတိုင်းတဝဲမြို့သို့အလဲပတ်သွားရအောင်ဆိုပြီး၃ယောက်ကပြီးလဲနေခဲ့ပါတယ်ခရီးမထွက်မီတစုံတရာကြောင့်တပွဲတပြားဖြစ်သွားပါကထမင်းလေးများကိုသုံးပွဲပြင်ပြီးစားကြရန်တစ္ဆာဆိုပြီးပြီးခဲ့ကြပါတယ်။လက်ကြီးမှာအယိုးတစ်ခုကောက်ရပြီးတက်အပ်သောပညာဖြင့်အသက်သွင်းရမှာစားကောင်ဖြစ်ပေါ်လာ၍ထွက်ပြေးလာရာတတို့ပြဆောင်မင်းသားလေးကတငယ်ချင်းတွေနဲ့ကွဲကွဲသွားပြီးကလျာမြို့သို့ရောက်ရှိလာကလျာချောင်းတွင်အဖော်များနဲ့ခေါင်းလျှော်နေတဲ့ကျိုးဦးမယ်လေးနဲ့တွေ့ဆုံပြီးချစ်ကျိုးတွေ့ကြပုံများကိုတရုတ်ပေါ်တင်ဆက်ထားတဲ့ကျိုးဦးမယ်တေးတရုတ်ပေါ်ဇလန်းကိုရှုစားတော်မူကြပါရှင်။ What
Thank